အားလုံးမင်္ဂလာပါဒီနေ့ကတော့ဘကွိုင်းဒေတာကြီးတာဝီခရိုင်လက်ဗရမြို့နယ်မှာရှိနေတဲ့တာယာနေပြီးတော့လက်ရှိတာဝန်တက်ဆင်ပေးနေတဲ့ site လေးကိုတွားလေ့လာမှာဖြစ်ပါတယ်ကဲမိတ်ဆွေကိုလည်းကျွန်တော်တို့လိုက်လေ့လာဖို့အဆင်သင့်ဖြစ်ပြီလားတွားကြမယ်အခုလက်ရှိကျွန်တော်ရောက်ရှိနေတဲ့နေရာတော့လက်ရှိမှာအုတ်စီချောနေစေအဆောက်အုံဖြစ်ပါတယ်။အုတ်စီချောနေစေအဆင့်ဆိုရင်လည်းအလူမီနီယမ်နဲ့ glass တွေတက်ဆင်ဖို့ရန်အတွက်လိုအပ်တဲ့မြောက်ဆွေးနွေးတိုင်ပင်ရဲ့အဆောက်အုံပိုင်ရှင်နဲ့လက်ရှိအဆောက်အုံကိုတာဝန်ဆောက်လုပ်ပေးနေတဲ့ MD Engineering Construction မှာတာဝန်ခံ engineer တို့တာယာမှလာရောက်တွေ့ဆုံခြင်းဖြစ်ပါတယ်ခင်ဗျာ။ကြိုတင်ညှိနှိုင်းဆွေးနွေးတိုင်ပင်ခြင်းအဖြစ်မိမိလိုချင်တဲ့ပစ္စည်းကိုရွေးချယ်မှောင်နိုင်ရကြောင်းပစ္စည်းလိုအပ်မှုကိုရှော့ချနိုင်တဲ့အပြင်မလိုအပ်ပဲပစ္စည်းအပေါ်သုံးခြင်းကြောင့်ဝန်ကုန်ကြေးကြများတော့လဲရှော့ချပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။အခုဒီ site မှာတော့ဘကွိုင်းဒေတာကြီးလက်ဗရမြို့ရဲ့နေပူတောင်အန်တူဖို့အတွက်လိုအီတာမာ glass များကိုတတိုင်းလုံးမှာအသုံးပြုအတွက်ရွေးချယ်ထားပါတယ်။လေုံလေးထက်ကောင်းမှုပြီးတော့လင်းအောင်ရရှိမှုများတာကြောင့်အပူဒဏ်ကိုများစွာလျော့ကျစေပါတယ်။မိတ်ဆွေတို့အနေနဲ့အဆောင်အဆောက်ဖို့ယူရထားတာပဲဖြစ်ဖြစ်လက်ရှိဆက်လက်ဆက်ရှိတာပဲဖြစ်ဖြစ်ဤပညာပိုင်းဆိုင်ရာလိုအပ်သည့်အကြံဉာဏ်ရယူဖို့နဲ့ဈေးနှုန်းအတင်းအဆုံးဖြစ်ဖို့အတွက်ဆိုရင်တော့တာယာအချိန်မီဆက်တယ်ဖို့အတွက်အကြံပြုပြရစီ။ဒါကတော့ပထမဆုံး site ကိုလေ့လာခဲ့ရတာဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ် site တစ်ခုကိုကျွန်တော်တို့သွားကြည့်အောင်။အခုကျွန်တော်နောက်ထပ်ရောက်ရှိနေတဲ့နေရာကတော့လက်ဗရမြို့နယ်တခွင်ဖြန့်ချီနေတဲ့မုံအလှကုံလက်လီလက်ကဖြန့်ချီရဲ့ရုံးခန်းနဲ့စတိုးဆိုင်တွေပဲဖြစ်ပါတယ်ခင်ဗျာအလှကုံတွေကိုအလွယ်တကူကြည့်ရှုနိုင်ရတဲ့ရာသီဥတုအပူဒဏ်ကြောင့်ပစ္စည်းများအရေးသွေးမထိခိုက်စေရန်ဆိုင်ရှိမှန်ချက်အကြီးတွေကိုလိုအီတာမာ glass ကိုမှ insulation glass unit ဖြစ်တွဲဖက်အသုံးပြုပေးထားပါတယ်။ဘောင်ရောင်တော့အဆောက်အုံဒီဇိုင်းလိုက်ဖက်စီမဲ့ရှမ်ပိန်ရောင်ကိုရွေးချယ်အသုံးပြုပေးထားခြင်းဖြစ်ပါတယ်ဗျာ။အလျားရှိတဲ့ပတင်ပေါက်တွေဖြစ်တာကြောင့်လုံခြုံရေးနဲ့ခိုင်ခန့်မှုကောင်းစေဖို့အတွက်6 mm clear temper glass တွေကိုတတိုင်းလုံးအသုံးပြုပေးထားပါတယ်။အခုလိုတက်ဆင်ရင်အချိန်ကားလောက်မှာလည်းတာယာအတွေ့အကြုံရှိကျွမ်းကျင်ဝန်ထမ်းများပိုင်ရှင်နဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့အချိန်ပြီးစီးဖို့ရန်အတွက် unit site ကြီးကြပ်ပြီးလည်းရှိပါတယ်။မကြခင်မှာတားပါရဲ့အဆောင်လေးလုံးလက်ဗရမြို့မှာထောက်ပေါ်လာမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အတူစောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော်။အခုမိတ်ဆွေတို့မြင်တွေ့နေရတော့တာယာနဲ့အဆောင်ပိုင်ရှင်တို့ကြားလှုပ်ဆောင်ခြင်းတဲ့ပုံစံတွေကိုအသေးစိတ်ဆွေးနွေးတိုင်ပင်နေတာဖြစ်ပါတယ်။အဆောက်အဦတိုင်းမှာရှိတဲ့ material တွေက premium quality တွေအသုံးပြုပေးထားတာဖြစ်လို့အာမခံပေးနဲ့လှုပ်ဆောင်ပေးတာဖြစ်ပါတယ်ခင်ဗျာ။အခုလိုတာယာရဲ့ site manager ကိုယ်တိုင် owner ရှေ့မှာတေချာဆွေးနွေးတိုင်ပင်ပြီးမှ site ထဲမှာအသုံးပြုပေးတာဖြစ်ပါတယ်။တေချာရေရာမှုနဲ့အတူတာဝန်ယူမှုတာဝန်ခံမှုပြည့်နဲ့ဆောင်ပေးတာကြောင့်မိတ်ဆွေရဲ့ယုံကြည်မှုအပြည့်အဝရနေတာပါဗျာ။အခုလက်ရှိကျွန်တော်ရောက်နေတဲ့ site ကတော့လက်ဗရမြို့ main land ပေါ်မှာတည်ရှိနေတဲ့ 2.5 story private residence ဖြစ်ပါတယ်။ဘောင်တော့ aluminum decorate color matte finish နဲ့မှန်တော့နေရောင်ထိုးဖောက်မှုတားဆီးနိုင်တဲ့မျိုးကိုရောင်အသုံးပြုထားခြင်းဖြစ်ပါတယ်။တကယ်ရဲ့အတွက်ပတ်တာရီတန်ကြီးမတက်စီဖို့ SS304 နဲ့တကားလက်ကင်အတွက်တာယာရဲ့ဆိုင်ငယ်စံနှုန်းတစ်ခုဖြစ်တဲ့ hidden screw type system ကိုအသုံးပြုပေးထားပါတယ်။ project ကိုတော့တာယာရဲ့ quality control နဲ့အညီ AAMA လို့ခေါ်တဲ့ American Architectural Manufacturing Association ရဲ့ water technical test ဆန်းပြီးတော့မှပိုင်ရှင်လက်တို့အနံခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။အခုဒီ site ကိုလေ့လာပြီးပါပြီဆိုတော့ကျွန်တော်တို့နောက်တဲ့ site ကိုလိုက်လေ့လာအောင်နော်။အခုလက်ရှိကျွန်တော်ရောက်ရှိနေတဲ့ site ကတော့လက်ဗရမြို့လမ်းမတော်လမ်းမှာရှိနေတဲ့မိတ်ဆွေတယောက်ရဲ့ show house မှာ door and window တက်ဆင်ပေးခဲ့တဲ့ site ဖြစ်ပါတယ်။ quality ဘိုင်းမှာရောတက်ဆင်တဲ့ဘိုင်းမှာပါတာယာရဲ့စွမ်းဆောင်ရည်ပြည့်စုံစွာလှုပ်ဆောင်နိုင်ခဲ့တာကိုသဘောကျပြီးတဲ့နောက်မှာရန်ကုန်လိတကူတကလာရဲ့ order မှာကြီးမှာလှုပ်ဆောင်ပေးခဲ့တဲ့ site တစ်ခုဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒါကနေပြီးတော့ resident Harris Building နာမက show house တွေကိုပါတာဝန်ဆောင်ပေးနေရပဲဖြစ်ပါတယ်ခင်ဗျာဒီလိုခင်မီလာပါပြီးနေကြီးစရာကောင်းတဲ့အဆောက်အအုံတွေအထက်မြင့်အဆောက်အအုံတွေလူနေအိမ်တွေနဲ့ရုံးခန်းတွေကို design standard စာနဲ့အလှဆင်ကြီးနေဆိုရင်တော့တာယာ engineer ကုမ္ပဏီရဲ့ဝန်ဆောင်မှုတွေကမှ design supply install နဲ့ professional service package တွေဖြစ်အထူးအာမခံဆောင်ပေးနေပါတယ်ခင်ဗျာကျွန်တော်တာယာနေပြီးရရှိနိုင်တဲ့ service တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကြည့်ချင်တယ်ဆိုရင်တော့ Facebook page message ကနေတော့ဆက်တဲ့စုံစမ်းမေးမြန်းနိုင်လို့ဖုန်းနံပါတ်ဖြစ်တဲ့ 095186262 ကနေလည်းဆက်တဲ့စုံစမ်းမေးမြန်းနိုင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးနေမိတ်ဆွေအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ customer စိတ်တိုင်းကြလှုပ်ဆောင်ပေးနေတာတာယာ be right choice be with တာယာ